ဒီဇာတ်လမ်းလေးကတော့အခိုးတစ်ယောက်ကိုချစ်မိတာကြောင့်အသက်ပေးရမလို့ဖြစ်ခဲ့တဲ့တထေသမီးလေးတစ်ယောက်ရဲ့အကြောင်းပါတခါတော့ကအာဇိုပြည်ကဗတ်ဓာလို့ခေါ်တဲ့တထေသမီးလေးဟာအိမ်ထဲမှာပဲအနေများတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ရာဇဝတ်မှုကျူးလွန်လို့ကွက်မြတ်ဖို့ခေါ်ဆောင်သွားခံရတဲ့တတ္တုကဆိုတဲ့တခိုးကိုပြတင်းပေါက်ကနေလန့်မြင်ပြီးချစ်မိသွားပါတယ်ဒီမှာဟာတတ္တုကကိုဆွဲလန်းပြီးအစားအသောက်ပြတ်တဲ့အထိဖြစ်လာတာကြောင့်ဖခင်ဖြစ်သူကထောင်မှုကိုငွေပေးပြီးအဲ့ဒီတခိုးကိုလွတ်ပေးအောင်လုပ်ခဲ့ရပါတယ်။ဘာသာဟာတတ္တုကနဲ့လက်ထပ်ပြီးပျော်ရွှင်စွာနေထိုင်ခဲ့ပေမဲ့တတ္တုကကတော့သူမရဲ့ယန္နာတွေကိုပဲမဲမောနေခဲ့ပါတယ်။ဒီနေ့မှာတော့တတ္တုကငါ့ကိုတတ်မဲ့ဘေးကလွတ်မြောက်အောင်ဆော့ရှောက်ပေးရင်တောင်ဆောင်နှက်ကိုပူဇော်မယ်လို့ခရီးပေးထားတယ်ဆိုပြီးဗတ်ဓာကိုယန္နာတွေအပြည့်ဝတ်ဆင်ခိုင်းကတောင်ပေါ်ကိုခေါ်သွားပါတယ်။တောင်ထိပ်ရောက်တဲ့အခါမှာတော့တတ္တုကငါမင်းကိုတတ်ပြီးမင်းရဲ့ယန္နာတွေကိုယူမယ်ဆိုပြီးသူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုထုတ်ပြောပါတော့တယ်။ဘာသာဟာအကြောက်တရားတဲ့အသိဉာဏ်ကိုအရင်သုံးခဲ့ပါတယ်။သူမကဒီယန္နာတွေရောကျမကိုယ်တိုင်ရောရှင်ပိုင်တာပဲလေ။ဒါပေမဲ့မသေးခင်မှာရှင့်ကိုနောက်ဆုံးအကြိမ်အဖြစ်လေးဘက်လေးတန်ကနေရှစ်ခိုးကြောက်ခွင့်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။တတ္တုကသဘောတူတဲ့အခါမှာတော့ဘာသာကတတ္တုကကိုလက်ပတ်ရှစ်ခိုးရင်းနောက်ဆုံးမှာတော့အလင်းအငိုက်ဖန်ကတတ္တုကကိုတောင်ကဘာရံဘကနေတွန်းချလာပါတော့တယ်။ဒီဖြစ်ရပြီးနောက်ဘာသာဟာအိမ်မပြန်တော့ပဲပြိဋ္ဌဘုံမှာလှုပ်ခဲ့ပါတယ်။သူမကပညာဘုဒ္ဓတရန်တော်တဲ့အတွက်ဘယ်သူနဲ့မဆိုအခြေတင်စကားပြောဖို့လမ်းစုံလမ်းခွတွေပေါ်မှာတဲပုံစုပုံပြီးတပြေခဲ့စိုက်ကစိန်ခေါ်လို့ရှိပါတယ်။နောက်ပိုင်းမှာတော့ရှင်သာရိပုတ္တရာနဲ့ဆုံတွေ့ပြီးတရားစစ်ထွေရာကနေအရှုံးပေးခဲ့ရတာကြောင့်မြတ်စွာဘုရားထံရောက်ရှိခဲ့ပါတယ်။မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားရပြီးတဲ့နောက်မှာတော့သူမဟာလေတဲ့ဘွဲ့ရတဲ့ရဟန်းဓမ္မတစ်ပါးဖြစ်လာခဲ့ပါတယ်။ဒီဇာတ်လမ်းတွေကမြတ်စွာဘုရားဟောကြားခဲ့တဲ့ဂါထာလေးကတော့ရဟန်းကိုမှတန်ဖို့ရှိပါတယ်။အတိတ်ဘယ်ကစစ်မြေပြင်မှာလူပေါင်းတန်းချီကိုအနိုင်ရတာထက်မိမိကိုယ်ကိုအနိုင်ရတာမိမိစိတ်ကိုထိန်းချုပ်နိုင်တာဟာအများဆုံးအောင်နိုင်ခြင်းပဲဖြစ်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒီလိုဓမ္မပုံမြင်လေးတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ထားပေးပါနော်